မဲမမိခမ်းပါဒီမှာနေတာတော့250လောက်ရှိပါတယ်အဲ့ဒါတော့သိပြီးတော့အတိအကျမသိဘူးနှစ်ပေါင်း20 30လောက်တော့ရှိမှာပေါ့အရင်တော့ကတော့ကောင်းတာပေါ့နော်အခုကတော့နောက်ပိုင်းနည်းနည်းပါတာပေါ့ပါပြီမဲ့ကိုယ့်ဘမာလူမျိုးတွေပဲဝယ်တာဆိုတော့လေအတင်းတင်းတော့အလုပ်ဖြစ်ပါတယ်လွန်ခဲ့တဲ့3-4နှစ်ကအခုကရိုးရရတွေတိတ်မလာတော့လို့ဒီလိုပဲဟိုပါပေါ့အလုပ်ဖြစ်တဲ့သဘောတော့ရှိပါတယ်အလုပ်ဖြစ်တာပေါ့နော်ဟိုတိတ်ပြီးတော့အကောင်းကြီးလည်းမဟုတ်အဆိုးကြီးလည်းမဟုတ်ပေါ့လူနိုင်တားနိုင်စားနိုင်တောင်းနိုင်ဒီလောက်ပေါ့တိတ်တော့လည်းမနေပါဘူးဒီလားဟိုဘာတော့ကတော့ဟိုနိဗ္ဗာန်ကုံဆိုတော့လေဘာပဲဖြစ်ဖြစ်ဟိုမဝယ်မဖြစ်နေတာလေနော်ဖျားတို့ဘာလို့ဆိုတာလေအခုကဝါဝင်တော့မယ်ဆိုရင်ဝယ်ကြတော့မယ်ဟိုဒီနိဗ္ဗာန်ကုံပေါ့နော်အဲ့လိုလေကျွန်တော်နာမည်ကိုသူဝင်းပါဒီနေ့ရောင်းတာကတော့ဟာ8 နှစ်9နှစ်လောက်ရှိပြီဒီဟိုကိုလျှက်ဖြစ်ပစ္စည်းတွေကကိုဟိုလေး2024ရှီမတက်ခင်ကတော့ဈေးရောင်းဝယ်အဆင်ပြေတယ်2024ဟို2024ရှီတက်ပြီးတဲ့နောက်ပိုင်းကျတဲ့ခါကျတော့ဧည့်သည်လည်းမရှိတော့ဘူးဈေးရောင်းလည်းတော်တော်ပါသွားတယ်ဈေးတိုင်းတွေတောင်တော်တော်များမရှိကြဘူးဘာကြောင်လဲဆိုတော့နည်းနည်းဟိုဘယ်လိုပြောမလဲဟိုဘက်မှာလည်းရိုးရဘက်ကမှာလည်းပစ္စည်းကကျွန်တော်ရောင်းတဲ့ပစ္စည်းမျိုးတွေကအများကြီးရှိတဲ့ခါကျတော့လေဒီဘက်ကိုမလာတော့တာအဲ့လိုမျိုးပစ္စည်းတူတွေပေါ့2025လောက်တော့နည်းနည်းအဆင်ပြေသေးတယ်ဗျအခုနောက်ပိုင်းကျတော့ဘာမှမရှိတော့ကျွန်တော်တို့ဆိုင်လားကတော့မှအနိုင်ပေါ့နော်ဒါတော့မှကိုပေါ့ကိုဟိုဟာလေးအလုပ်သမားမခေါ်ဘူးကိုပိုင်လေးလုံနေလို့အဆင်ပြေနေတာဒီတိုင်းလို့ဆိုအဆင်ပြေကျွန်တော်ကမနေ့ဟိုလောက်လာ6နာရီလောက်ဖွင့်တယ်ညဆိုလို့ရှိရင်6နာရီခွဲလောက်ဆိုရင်တိတ်ပြီအများဆုံးရောင်းရရတယ်လို့မရှိဘူးကိုဧည့်သည်လာတဲ့ပုံမှာမူတည်သွားတာပဲဧည့်သည်များရင်များသလိုတော့ရောင်းရပါတယ်ကိုကဧည့်သည်ကတော်တော်များပါတဲ့ခါကျတော့ဈေးလဲတိတ်မရောင်းအောင်ကိုနေတာကတာပေါ့ကွာတရက်ကိုအမြဲဟိုပါပေါ့5-600ပေါ့အဲ့လောက်လေးရပါတယ်ပေါ့ထိုင်းလူမျိုးတွေပေါ့အခုကထိုင်းနေပဲလာတော့လေကျန်တဲ့နိုင်ငံသားအရာမလာတော့ပိတ်ထားညီမနာမည်ကတော့အေးကျော်ရှင်ဒီမှာကတော့ညီမတို့ဈေးရောက်လာ10နှစ်ကျော်ပြီရှင်ဟုတ်အခုကတော့အရင်တော့နဲ့ဆိုင်တော့အရင်ပါသွားရရှင်တရက်တခါတလေလဲဈေးပေါက်ဖို့အနိုင်ပေါ့ဈေးမပေါက်တဲ့ရက်လည်းရှိရယ်တခါတလေလဲရောင်းရရက်ကြတော့လဲမိသားခါနဲ့ဆိုင်ခန်းကားနဲ့ပေါ့နော်တချို့ဆိုင်ခန်းတွေကတော့ shop ပေးရလူရှိရယ်တချို့တွေကတော့လည်းမ shop ပေးဘူးရှင်အခုကရေတက်ပြီးတဲ့နောက်ပိုင်းမှာကျတော့အယောင်းဝယ်ပါလာတယ်အခုကကျတော့ဈေးဝယ်ထက်ဈေးတွေကပိုများလာဟုတ်ရှင်မတက်ခင်တော့ကတော့ပုံမှန်တော့မရှိဘူးအကိုရောင်ကောင်းတဲ့ရက်လည်းရှိတယ်လို့ရောင်မကောင်းတဲ့ရက်လည်းရှိရပေါ့ဈေးမပေါက်တဲ့ရက်လည်းရှိရတခါလေရောင်ကောင်းတဲ့ရက်ကျတော့လဲ9000 1000ရတယ်တခါတလေကျတော့လဲဈေးမပေါက်တဲ့ရက်လည်းရှိရအဲ့လိုပေါ့ပုံမှန်တော့မရှိဘူးပေါ့ဟုတ်ရေတက်ပြီးနောက်ပိုင်းကျတော့ဈေးမပေါက်တဲ့ရက်ကပိုများလာတယ်လုပ်ငန်းရှင်တွေလည်းဟောဖြစ်တာပေါ့နော်အရင်တော့ကျတော့ယူရီးယားရေနိုင်ငံသားတွေများတာပေါ့နော်နိုင်ငံသားတွေများတော့အယောင်းဝယ်လည်းကောင်းတယ်အခုကျတော့ခါတော့နိုင်ငံသားတွေလည်းတိတ်မဝင်တော့ဘူးယူရီးယားတွေလည်းတိတ်လာတာမရှိတော့ဘူးရှင်ဒီဘက်ကလူတွေကြတော့လည်းအစနောက်ပြောသလိုပေါ့ဈေးဝယ်ထက်ဈေးတွေကပိုများသွားတယ်အလုံးမရှိတော့ဆိုင်တွေပဲဖွင့်ကုန်ကြတဲ့လူကများတယ်အဲ့လိုအရင်ကြီးတချို့ကြတော့လည်းစုပြီးတော့ပေါ့အဲ့လိုဒါတော့နှစ်ခုလုံးဖြစ်နိုင်တယ်ဆိုတာအခုကကျတော့ကုန်စည်နှုန်းတွေကလည်းတက်တယ်ပြီးတော့ကတော့အင်ခန်းကားတွေမီတာကားတွေကလည်းသူ့ဟာနဲ့သူပေါ့နော်တက်ကြတာပေါ့ပြီးတော့ဘယ်လိုပြောမလဲအခုကဟိုလုပ်ငန်းကိုင်ငန်းတွေကအရန်ရှားလာတယ်အလုပ်တွေရှားပြီးတော့ဘယ်လိုပြောမလဲသူကအယောင်းဝယ်တွေကအရန်ပါလာတယ်အခုဟုတ်ဒီနှစ်ကလည်းဆိုတော့အဲ့လိုမျိုးအတိအကျတော့မပြောနိုင်ပေမဲ့ရေတက်တဲ့နှစ်ကတော့အယောင်ပါတယ်တချို့ဆိုင်တွေတော့မသိဘူးပေါ့ညီမကတော့ညီမဆိုင်အနေထားနဲ့အရာပြောပြတာပေါ့နော်အယောင်ဝယ်ရတော့တော်တော်လေးကိုပါလာရရှင်ဒီနှစ်တော့ရေမတက်ရင်တော့ဒီဈေးကပြန်စီလာလိမ့်မယ်လို့တော့မျှော်လင့်နေရှင်သူကကျတော့ဈေးတွေညီမတို့တန်ရှင်းလုပ်ပေးလိုက်တော့ဆိုင်တွေကပုံမှန်ပြန်လဲပက်ပြီဆိုလို့ရှိရင်ပြန်စီတော့မယ်ဆိုရင်ရေကတက်ပြန်ပြီအဲ့ဒါညီမတို့ပစ္စည်းပြန်တင်ရပြန်ပြီဒီနှစ်ကကျတော့ရေမတက်တဲ့ကျေးဇူးတင်ရမှာပေါ့ပုံမှန်ဆိုမနှစ်ကဆို4လပိုင်းနဲ့ဆက်တက်တာဒီလိုမျိုးလှလှလေးစီပြီးပြီဆိုလို့ရှိရင်ရေကတက်ပြီအဲ့ကြတော့ဒါလေးပြန်တင်ရပြန်ပြီတချို့ကျတော့လည်းလာမလဲရှင်ကြတော့ပေါ့အကယ်လို့ဒီနှစ်တိုင်ရေမတက်ဘူးဆိုရင်တော့နောက်နှစ်ပြန်စီလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါရှင်